ကန်ထားတယ်ကိုယ်တိုင်နှစ်တိုင်ထိပြီးတော့ပြန်ထွက်လာခဲ့တာဖြစ်ပါတယ်ဂျော်နံပါတ်18 VC တင်းရဲ့ကစားသမားနေကြည်လင်းကန်သွင်းရေးမှုကနေပြန်ချလာတဲ့ဘောလုံးတော့ခန်းစစ်ကကန်ထားတယ်ကိုယ်တိုင်နှစ်တိုင်ထိပြီးတော့ပြန်ထွက်လာခဲ့တာဖြစ်ပါတယ်ဂျော်နံပါတ်18 VC တင်းရဲ့ကစားသမားနေကြည်လင်းကန်သွင်းရေးမှုကနေပြန်ချလာတဲ့ဘောလုံးတော့ခန်းစစ်ကသောမတ်အနေနဲ့ရှင်းထုတ်ဖို့နေငယ်တုံဆိုင်နေခဲ့တဲ့ပုံစံမျိုးကတစ်ဖက်တင်းအတွက်အသွင်းကိုတကူရရှိခဲ့ပြီးတော့ VC တင်းစတင်ဦးဆောင်သွားခဲ့ပြီဖြစ်ပါတယ်ဂျော်နံပါတ်10 VC တင်းရဲ့ကစားသမားကောင်းထက်စော်နဲ့စီတူဝင်းတို့ရဲ့အပေးချိတ်ဆက်မိမိနဲ့ဂျော်နံပါတ်44စီတူဝင်းကနောက်ထပ်သွင်းဖြူလာပြေးရဲ့ပေးပို့မှုကနေဂျော်နံပါတ်10ကောင်းထက်စော်ရဲ့ကန်သွင်းမှုပဲဖြစ်ပါတယ်ဖြူလာပြေးရှူသားလေးခုတ်တင်ပေးထားလက်ကန်ထားတယ်သွင်းကိုတကိုထပ်မံရပြီးတော့လှပတဲ့ကန်သွင်းမှုနဲ့အတူပဲဂျော်နံပါတ်6ကျော်စင်ထုံးကအသင်းအတွက်သွင်းကိုတကိုရရှိအောင်ထပ်မံစွမ်းဆောင်သွားခဲ့တာဖြစ်ပါတယ်ဝီယန်ဖြူလက်ကန်ထားတယ်သွင်းကိုတကိုထပ်မံရခဲ့ပြီးတော့ VC တင်းငါကိုပြန်တဲ့ဥဆောင်ဝင်ရရှိသွားခဲ့တာဖြစ်ပါတယ်ဝီယန်ဖြူရဲ့ပေးပို့မှုကနေဂျော်နံပါတ်24ဝဆာနုကသွင်းယူသွားခဲ့တာဖြစ်ပါတယ်တကယ်ကိုဘေးကိုချိတ်ဆက်မိမိနဲ့ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်ဒူဒူတန်လမ်းကန်ထားရမှာတိုင်ထိပြန်ကျလာတဲ့ဘောလုံးတော့ဒီနေ့ပွဲစဉ်မှာတွင်ကိုရရှိဖို့တော်လေးရုန်းကန်နေခဲ့ရတဲ့ဂျော်နံပါတ်9ဖီလစ်တွင်ကိုရရှိအောင်စွမ်းဆောင်ခဲ့ပြီးတော့ပထမအဦးဆုံးခြေပါကိုပြန်လည်ရရှိလာခဲ့ပြီဖြစ်ပါတယ်။ဗတ်တင်ရဲ့ကစားသမားတွေရှင်းထုတ်မှုမတည်တတ်တဲ့အခြေအနေကနေပဲဒူဒူတန်နဲ့ဖီလစ်တို့ရဲ့ကန်သွင်းမှုနှစ်ချိန်မှာတွင်ကိုတကူဆိုင်ထအောင်ချက်ချင်းဆိုသလိုပဲဖီလစ်ပဲလက်ကန်ထားတယ်တွင်ကိုတကိုထပ်မံရရှိခဲ့ပြီးတော့ချင်းနယ်တင်ဒုတိယမြောက်ခြေပါကိုရရှိသွားခဲ့တာဖြစ်ပါတယ်။ဘိုင်းကဗတ်တင်ရဲ့ကစားသမားတွေကိုယ်ထဲမှာမရှိတဲ့အခြေအနေတစ်ခုကိုကန်သွင်းခဲ့ရမှာဂျော်နံပါတ်24အောင်ပြဖြူအရှိမတော့ချင်းနယ်တင်နဲ့ VC တင်းတို့ရဲ့ရှင်မယ်မှုကပွဲပြီးဆုံးလို့သွားခဲ့ပြီဖြစ်ပါတယ်ပွဲပြီးဆုံးသွားခြင်းမှာတော့VC တင်းကချင်းနယ်တင်ကို6-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားခဲ့တယ်